ဘေကနေကောက်လာတဲ့ကြောက်မလေးကိုနေ့ကိုသားကြောဖြတ်ဖို့ခေါ်သွားတော့မယ်လို့နောက်ပြောင်လိုက်တဲ့နောက်နေ့မှာပဲကုမ္ပဏီကအမျိုးသမီးဥက္ကဋ္ဌကကျွန်တော်ရဲ့လစာတွေကိုအကြောင်းပြချက်မရှိပဲဖြစ်လိုက်ပါတယ်ဒါလည်းမကသေးဘူးကျွန်တော်ကိုကြည့်တဲ့သူမရဲ့အကြီးတွေကလည်းတနေ့ထက်တနေ့ပိုပြီးထူးဆန်းလာသလိုပဲအဲ့ဒီလိုနဲ့တမနက်မှာတော့ရုံးခန်းထဲကနေခိုးနားထောင်လိုက်မိတဲ့စကားသာအောက်မလေးနဲ့သူမဟာတပုံစံတည်းတူနေတာကိုသတိထားမိလိုက်ပါတော့တဲလွန်ခဲ့တဲ့3ရက်ကပေါ့အလုပ်အိမ်ပြန်ဖို့ကားစီသွားကားနောက်ပြီးမှပုံနေတဲ့ကြောင်လေးတစ်ကောင်ကိုတွေးလိုက်ရတဲ့ကြောင်လေးကိုမြင်ချင်းပဲကျွန်တော်စိတ်တွေပျော်ပြောင်းသွားပြီးကားအောက်ကနေချီမလိုက်မိတယ်လေဟောပြ3ယောက်ကြောင်လေးပါလားကြောင်လောကရဲ့လူကြီးလို့တောင်းတင်စားကြတဲ့မျိုးစားပဲငါနဲ့တွေ့တာနီးကန်ကောင်းတာပဲရှောင်ဆန်းဟောရည်လားအကိုအိမ်လိုက်ခဲ့အိမ်မှာစားစရာကောင်းတွေအများကြီးရှိတယ်ပြောပြီးမှကျွန်တော်သတိဝင်လာတယ်ဒီစကားတွေကအပြစ်ကင်းတဲ့မိန်းကလေးအလုံးထဲမှာရိုရှာမှု3ပုံသတိထားမှု3ပုံနဲ့ဒေါသထွက်နေတဲ့4ပုံကိုအတိုင်းအသားမြင်လိုက်ရတာပဲကျွန်တော်လည်းသဘောကျပြီးရက်မိသွားတယ်ဒီကြောင်လေးကတကယ်ပဲလူစကားနားလည်နေတယ်လို့ပါပဲလားလမ်းဘေးကြောင်ဆိုတော့ပိုးမွေရှိမှဆိုလို့အိမ်မရောက်ခင်ရက်ွက်ထဲကရိတ်ဆန်စေးကူခံကိုအရင်ဝင်ခဲ့တယ်ဆရာဝန်ကဝန်ဆောင်မှုတွေကိုရှင်းပြတာပေါ့ကျွန်တော်တို့စီမှာကျောင်းလေးတွေကိုရေးချိုးပေးတာကျန်းမာရေးစစ်တပ်အမွှေးပြုနေတာနဲ့ကာကွယ်ဆေးထိုးတာတွေရှိပါတယ်အခုဆိုရင် promotion အစီအစဉ်ရှိတယ်ပြအားလုံးပေါင်းယူရင်းတင်းသက်တာကိုလက်ဆောင်တစ်ခါတည်းလုပ်ပေးမှာပါတင်းသက်မယ်ဆိုတဲ့စကားကိုလည်းကြားရောခုနကအထိငြိမ်နေတဲ့ကြောင်မလေးဟာချက်ချင်းကိုယူသွားသလိုမျိုးလောင်အိမ်ထဲမှာအော်ဟစ်ပေးလိုက်ခဲ့ပါတော့တယ်ဒီကြောင်ကတင်းသက်တယ်ဆိုတာဘာလဲဆိုတာကိုတကယ်ကြီးသိနေတာလားသူကအဲ့ဒီလောက်တောင်အသေးအတန်ဆန်နေတော့လေကျွန်တော်လက်လျှော့လိုက်ရတာပေါ့ဒါဆိုရင်ကိုဖြစ်လိုက်ပါတော့ကျမ်းမာရေးကောင်းနေရင်နောက်ကြေးကချစ်စရာကောင်းတဲ့ចောင်းပေါက်လေးတွေငွေပေးနိုင်တာပဲလေစေးကန်းကရောဂျက်မှာနာမည်ဖြစ်ခိုင်းတော့ကျွန်တော်ခဏလောက်စဉ်းစားလိုက်တယ်ရှောင်ကြားလိုက်တာနဲ့ကြောက်နာမည်မှန်းတမ်းသိတာစီမဲ့နာမည်ပဲငါကတော့နာမည်ပေးတဲ့နေရာမှာတကယ်ပါရမီရှင်ပဲလို့ကိုယူရင်းနဲ့ကျမ်းမာရေးစစ်ဆေးခန်းထဲဝင်သွားတဲ့ကြီးတနတ်တရှင်းလက်ဆက်သွားတဲ့ရှောက်ဆန်းဝါလေးကိုခေါ်ပြီးအိမ်ပြန်ရောက်လာခဲ့တယ်အကောင်းစားကြောင်စာအိတ်ကိုဖောက်ပန်ထဲထည့်ပေးလိုက်ပြီးမျောလင်းတကြီးနဲ့ပြောလိုက်တာပေါ့ကဲလန်းပေးမှာဒုက္ခရောက်နေတာကြပြီဆိုတော့ကိုတော့ဒီလိုကောင်းစားအစာတွေမစားဘူးမလားဆက်ဆန်းပါဘူးကြောက်စုပ်လေးရဲ့ဒါပေမဲ့ကြောင်မလေးကအစာကိုတစ်ချက်ပဲနှမ်းကြည့်ပြီးတော့ဝမ်းချုံနေတဲ့လူတယောက်လိုမျက်နှာပြက်ပြက်နဲ့ကျွန်တော်ကိုကြည့်လာတယ်ဒါကြီးကစားလို့ရလို့လားလို့မေးနေတယ်လို့ပဲကျွန်တော်ရဲ့မျော်လေးတကြီးကြည့်နေတဲ့အကြီးကျော်သူကစမ်းပြီးတလုံးစားကြည့်ရှာပါတယ်ဒါပေမဲ့ချက်ချင်းပဲဝေါကနေပြန်အန်ထုတ်သူကလမ်းဘေးကြောင်မဟုတ်ဘူးလားဘာလို့ဒီလောက်အစား၍နေရတာလဲအဲ့ဒီအချိန်မှာပဲကျွန်တော်နေတိုင်းအလုပ်စရင်မှာနေကြဆိုင်ကထမင်းချရောက်လာပါတယ်အိတ်ကိုလက်ခံလက်ဆေးပြီးစားဖို့ပြင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်မျက်စိရှိကမြင်ကွင်းကြောင်းစွန့်သွားရပါတော့တယ်ရှောင်းဆန်းဝါလေးဟာအင်ရှင်တယောက်လိုခက်တီတီပဲထမင်းစပွဲပေါ်တက်ထိုင်နေတယ်ပြီးတော့ကျွန်တော်ရဲ့အချိုချင်းဝက်နံယောဂါကိုတလူပြုခါကိုတမုံဗီတာမင်ထပ်ပြေးဝအောင်ဟင်းရွက်လှကိုပါတုပ်စီးကြစားနေတာဗျာဟေ့ကောင်မလေးစင်းစမ်းနေကတော့လွန်စားတာကိုဘာရီဒီလောက်អော်နေတာလဲလို့ပြောနေတယ်လို့ပဲရှုပ်ကွက်သွားတဲ့ထမင်းစပွဲကိုကြည့်ပြီးကျွန်တော်ငိုချင်စိတ်တောင်ပေါက်သွားတယ်ငါခုနတင်ပဲနဲ့အတွက်စီခံပါပတ်စံတွေအများကြီးကုန်ခဲ့တာလေဟာထမင်းစပွဲပေါ်မှာတော့ဟင်းခွက်တွေကရှုပ်သွားလို့နေပါပြီဒီဟင်းတွေစစ်ပါမလားဘာမှမဖြစ်တော့ပါဘူးလေလို့ကိုဘာသာကိုတွေ့ရင်ကျွန်တော်လည်းဂယုမဆိုင်နိုင်တော့ဘဲကြောင်မလေးစားလက်စောဝမ်းနိုင်ရုံတတုံးကိုကောက်စားလိုက်မိပါတယ်ဒါပေမဲ့ကျွန်တော်သတိမထားမိလိုက်တာကကြောင်မလေးရဲ့မျက်နှာဟာလူတွေလိုပဲရုတ်တရက်နီးမြန်းသွားတာပါခုစီကဖုံးဝင်လာပါတယ်ဟဲလို့တက်ရှုံမင်းအတွက်ခွင့်ရေးကြီးလာပြီးဟေ့သတင်းကြီးပဲငါတို့ကုမ္ပဏီကအလှပပဥက္ကဋ္ဌလူထုရန်ပျောက်သွားပြီးကျွန်တော်ကတော့အေးအေးဆေးဆေးပါကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲဒီကိစ္စအတွက်နဲ့ဖုံးဆက်တာလားသူပျောက်တာနဲ့ငါနဲ့ဘာဆိုင်လို့လဲငါပြန်ပေးဆွဲထားတာမှမဟုတ်တာလို့ပြန်ပြောလိုက်မိတယ်တကယ်တော့သူဟာကျွန်တော်အိမ်မှာရောက်နေမှန်းဘယ်သူသိမှလဲမင်းကလည်းငါတို့ဥက္ကဋ္ဌမလေးကအချင်းမရှိသေးတဲ့အပြိုစင်လေးလေအကယ်၍မင်းသားသူကိုရှာတွေ့ပြီးအရယူနိုင်ရင်အကြီးကန်းကနေရှင်တစ်ဖြစ်ပြီးပေါ့ကွာဘာတွေလျှောက်ပြောနေတာလဲမှချစ်လိုက်ပါတယ်ကျွန်တော်ကွန်ပျူတာဖွင့်ပြီးငွေကြေးသတင်းတွေကိုကြည့်လိုက်တယ်အင်သမီဖုန်းကုမ္ပဏီရဲ့ share တွေထိုးကြတော့မယ်ဒါဟာငါအတွက်အခွင့်အရေးပဲလို့ကျွန်တော်ရေရွတ်လိုက်မိတယ်အဲ့ဒီချိန်မှာကျောင်းမလေးကကျွန်တော်ကိုအထင်မကြီးသလိုနဲ့နှမုန်းလိုက်ပါတယ်သူ့စိတ်ထဲမှာတော့စိတ်ကူးရင်နေတာပဲသမီးကအခုလိုတက်နေတာကိုဘယ်လိုလုပ်ကြမှာလဲမင်းသားတကယ်လုပ်ရင်တော့ခွက်ပြောက်တော့မှာပဲကျွန်တော်အလုပ်လုပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျောင်းမလေးကြီးပခုံတက်ပြီးရှောက်နေမှာတော့တယ်ဘာလဲမင်းကငါကိုရောက်နေပြီးကုမ္ပဏီတွင်းကဒါရိုက်တာကြီး2ယောက်ကလေးတစ်စိတ်ပူပေါင်းပြီး share တွေကိုဝယ်ယူဖို့ပြင်နေကြတာကျောင်းမလေးစိတ်ထဲမှာတော့ဒီကောင်ကုမ္ပဏီမှာအရေးမပါတဲ့သူဖြစ်နေပြီးတော့ဘယ်လိုလုပ်ကျောင်းမလေးစိတ်ထဲမှာတော့ဒီကောင်ကကုမ္ပဏီမှာအရေးမပါတဲ့သူဖြစ်နေပြီးတော့ဘယ်လိုလုပ်ဒီလိုအတွင်းသတင်းတွေကိုသိနေရတာလဲဒါဆိုရင်သူကဘာလို့ဝန်ထမ်းစစ်မှာပဲကျင်းနေရတာလဲအလုပ်တွေလိုမျက်နှာသွားတော့ကျွန်တော်လည်းတန်ခိုးရည်တက်ရှင်းရေးလုပ်ပြီးအိယာဝင်ခဲ့ပါတယ်ဒါပေမဲ့အိတ်ကန်းဆိုပုံမှာတော့ကျောင်းမလေးရဲ့တောက်ပနေတဲ့မျက်လုံးတွေကပွင့်လာတယ်သူကခြေတလုံးလုံးနဲ့တကားဝဘူးအနာရီနီမြန်းသွားတာပေါ့ရှက်စရာကြီးတကယ်ကိုရှက်ဖို့ကောင်းလိုက်တာသူဟာအဝတ်လက်ခံထဲမှာကွက်ရအကြီးနဲ့ဘောင်းဘီတို့တစ်ထည်ကိုရှာလိုက်တယ်ပြီးတော့ကျွန်တော်ကတင်နာကိုလာပြီးဒီလူရုံမှာငါ့ကိုအိမ်ထဲကိုအဓမ္မခေါ်လာယုံတွေမကဘူးတက်မလို့လုတ်ခဲ့သေးတယ်လို့တွေ့ရင်ကျွန်တော်အရေးကြီးတဲ့နေရာကိုလက်နဲ့ရွယ်လိုက်ပြီးမှအိုးဖြေလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့သူဟာကျွန်တော်ရဲ့လက်ကိုတုံးပြီးဖုန်းကိုဖွင့်တငယ်ချင်းဟွန်ဟွာစီစာပို့လိုက်တယ်အခုချက်ချင်းခွန်းလန်းစုံကိုလာကြိုးစာပြဖို့နဲ့စာပို့ပေးတယ်အားခဲ့ပါတယ်သူဟာတမီဖုန်းကုမ္ပဏီရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်တော့မှကျွန်တော်ရဲ့ခွဲချမ်းစိတ်ဖြာချက်ကတကယ်မှတ်နေတာကိုတွေးလိုက်ရတယ်ရော်သေးတာပေါ့သူပြောတာကိုနားထောင်ပြီးလို့မဟုတ်ရင်ဆိုးရှုံးမှုကြီးနဲ့ရင်ဆိုင်ရတော့မှဒါပေမဲ့အကြောင်းဖြစ်ပြောင်းလဲသွားတာကကောင်းကြီးတစ်ခုလားငါနောက်တစ်ခါဘယ်တော့ထပ်ပြောင်းမှလည်းမဟုတ်သေးပါဘူးငါမပြောင်းချင်တော့ဘူးအဲ့ဒီလူစုပ်ကငါ့ကိုအသားယူခဲ့သေးတယ်နောက်တနေ့မနက်9:00နာရီမှာတော့လူထုရန်ဟာရုံးခန်းကကလထိုင်ပေါ်မှာမိခနဲ့အိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာတော့သူဟာကြောက်လေးပြန်ဖြသူတတိဝင်လာပါတော့တယ်ငါတိပြီးလို့ပြန်ပြောလိုက်ပေမဲ့သူရင်ထဲမှာတော့တိတ်တိတ်နဲ့ခုန်နေသေးပါပဲခုနကအိမ်မက်ဆိုးကြီးကိုပြန်တွေးမိတာရဲ့တညာလုံးကောင်း